ဆိုလာပြီနေဟာအလောင်းတော်ဘုရားမိခင်ဝမ်းထဲမှာတန်လေးတည်ခြင်းတောထွက်ခြင်းတပတ်စัจ जा တရားဟောပြောခြင်းဖျားဖြစ်လို့ခொနဝါမြောက်မှာတကုဗျာရိဟာကိုပြပြီးတာဝရိန္ဒနတ်ပြည်ကြွရောက်ခြင်းဆိုတဲ့ထူးခြားတဲ့ဖြစ်စဉ်တွေဟာဒီတရက်ထဲမှာဖြစ်ပေါ်လာခဲ့တယ်လို့ဒါကြောင့်ဝါဆိုလာပြီနေဟာတပတ်စัจ जा အခါတော်နေ့တွေမကဘူးနော်မေတော်ဝမ်းတန်တေတီတဲ့အခါတော်နေ့လည်းဖြစ်တယ်တောထွက်တဲ့အခါတော်နေ့လည်းဖြစ်တယ်ဟောနောက်တစ်ခုကတော့တကုဗျာရိဟာပြပြီးတော့တာဝရိန္ဒနတ်ပြည်ကြွတော်မူတဲ့အခါတော်နေ့လည်းဖြစ်တယ်လို့ဒီလိုဆိုတာပေါ့နော်